င်္ဂလာပါနည်းနည်းမိတ်ဆက်ပေးပါစီတချို့ကလေးတွေကတော့ပြောတာပေါ့နော်ဟိုပြည်တီဦးနဲ့တူတယ်ပေါ့ညီကိုဒီလားလို့မေးကြတယ်ဟုတ်ပါဘူးလို့တကယ်ဆရာမဒီနေ့ကျွန်တော်နွေရာသီမှာပေါ့နော်စာလီစာကုန်းတင်ချင်တဲ့ကလေးတွေရှိရင်မြန်မာစာကိုစိတ်ဝင်စားတဲ့ကလေးတွေရှိရင်မြန်မာစာသင်တန်းလေးကိုအိမ်မှာဖွင့်ထားတယ်ဆိုတဲ့အကြောင်းနေရာကဘယ်နေရာလဲဆိုတော့ကျွန်တော်တို့ဒီဇဝနာပေါ့နော်ဇဝနာရက်ွယ်ဇဝနာလမ်းမထံကျွန်တော်တို့ဟိုပါပေါ့တိရိဂေဟာနိုင်တောင်မှာကျွန်တော်အိမ်မှာကျောင်းလေးဖွင့်ထားပါတယ်အေယိုလာတက်တဲ့ကလေးတွေကိုလည်းပဲကျွန်တော်အထူးနှုံးနဲ့ဘာလို့လဲဆိုရင်တင်ပေးမှာပါအခုတော့ကျွန်တော်နမူနာလေးပါလို့ရှိရင်နည်းနည်းလေးပေါ့လက်ကင်ဘွားတဲ့ရေးမယ်မှန်တာလေးကိုမြင်လိုက်တာလဲအေးရကင်းတဲ့မှန်တာလေးကိုမြင်လိုက်တာလဲတံမြာကြီးတဲ့မှန်တာလေးကိုချစ်လိုက်ကျွန်တော်ချစ်လိုက်မယ်အိယာဝန်းနဲ့ချစ်လိုက်ပြီမြင်ဆွမ်းသွားတယ်တဲ့အင်ကြီးလေးကောင်လေးကတော့ပလွေမှုန့်နေတယ်မွေးရတယ်မှာတယောက်တည်းပါလေရင်းစရာကြီးအဲ့တော့ပခုံးနှစ်ဖက်ကြားတွေကခေါင်းပေါက်တဲ့လူတွေစဉ်းစားနေလေပြင်းဆိုတာကရပ်လက်တတ်နေတလေးပြောချင်လို့ပါကလေးတွေအတွက်ပါတင်နန်းသားတွေအတွက်ပါအိမ်မှာလာရောက်ပြီးတော့တင်မဲ့ကလေးတွေအတွက်ပါအထုနှုံးမှာတယောက်ကိုဒီလောက်ပဲကြောက်ပါမယ်ကျေးဇူးများကြီးတင်ပါတယ်